အားလုံးပဲမိတ်လာပါချက်လောက်ဒီသချင်းကိုကျွန်တော်အယုံဆုံးနားထောင်ကြည့်အောင်ဒီသချင်းကအတိတ်ကိုကောင်းတဲ့သချင်းတစ်ပုဒ်လည်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းတိတ်ကိုကြိုက်တဲ့သချင်းတစ်ပုဒ်ဖြစ်တယ်ဒီသချင်းကိုကျွန်တော်တို့နားထောင်ကြည့်လိုက်တဲ့အခါမှာလည်းကောင်းဆိုကြည့်လိုက်တဲ့အခါမှာလည်းကောင်းခံစားကြည့်လို့ရှိရင်ပေါ့နော်ဒီသချင်းကတိတ်ကိုအဆင်ပြေနေတဲ့အခါဒါမှမဟုတ်ကျွန်တော်တို့ကတော့အခက်ခဲချင်းတွေထဲကနေဖရာတခင်ရွေးနှုတ်ပြီးတော့အဆင်ပြေချင်းကိုပို့ဆောင်တဲ့အခါမှာဝမ်းမြောက်ပြီးတော့ရေးသားခဲ့တဲ့တခြင်းလို့ကျွန်တော်ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဒီတခြင်းရဲ့နောက်ွယ်ကဒီလောက်ထိထင်တော့မယိုးချင်းပါဘူးဒါကြောင့်မို့တကယ်ကိုကဘာကျော်ဒီတခြင်းတစ်ပုဒ်ဖြစ်တဲ့ Is Well With My Soul ဆိုတဲ့တခြင်းရဲ့နောက်ွယ်ကဖြစ်ရမှန်းဇက်လန်းလေးအကြောင်းကိုဒီနေ့မှာကျွန်တော်အနေနဲ့ဝေမျှသွားချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page တွေ TikTok account တွေကိုလည်း follow and like subscribe တွေလုပ်ထားပေးဖို့အတွက်ကျွန်တော်အနေနဲ့ရှေ့ဦးစွာမေတ္တာရပ်ခံလိုပါတယ်1890ပြည့်နှစ်တဲ့တုန်းကBio Spatful ဆိုတဲ့ရှင်နေသူရှိခဲ့ပါတယ်သူကအောင်မြင်တဲ့စီးပွားရေးတူလည်းဖြစ်တယ်လို့တိတ်ကိုချစ်စရာကောင်းတဲ့မိသားစုတစ်ခုကိုလည်းပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါဒါပေမဲ့1890ပြည့်နှစ်နောက်ပိုင်းမှာတော့သူ့ရဲ့ဘဝထင်ကိုတကယ်ကိုခက်ခဲတဲ့စံတတ်မှုတွေဝင်ရောက်လာခဲ့ပါတယ်ပထမဆုံးအနေနဲ့သူ့ရဲ့သားလေးတူဖြစ်တဲ့ Horidio Gia ကအသက်4နှစ်မှတည်းဆုံးပါသွားခဲ့တာပါအဲ့ဒီနောက်ချီကာဂိုမီလောင်မှုကြီးကြောင့်သူပိုင်ဆိုင်ထားတဲ့စီးပွားရေးအကုန်ပြဖြစ်သွားခဲ့ရတယ်ဆိုတော့အဲ့အချိန်မှာSunfood အတော်ကိုခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဖက်မှာစီးပွားရေးဖက်မှာရောသူ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ရောစီးပွားရေးပိုင်းမှာလည်းကောင်းသူ့ရဲ့စိတ်ဓာတ်ပိုင်းမှာလည်းကောင်းအများကြီးပြိုလဲပြီးတော့စိတ်ဆင်းရဲနေရတဲ့အချိန်ဖြစ်ပါတယ်ဒါလိုနဲ့ Spatful က1883ခုနှစ်မှာတော့စိတ်ဓာတ်ရတွေကိုဖြေဖြောက်ဖို့အပန်းဖြေခီးထွက်ဖို့ရန်အတွက်ပြင်ဆင်ခဲ့ပါတယ်ဒါလိုနဲ့သူ့ရဲ့ဇနီးဖြစ်သူနဲ့သူ့ရဲ့သမီးလေးဦးကိုအရင်ဆုံးဥရောပကိုတင်မော်တစီနဲ့လွတ်ခဲ့ပါတယ်သူ့အနေနဲ့တော့စီးပွားရေးလုပ်ငန်းတွေကိုအနှဲငယ်လက်စားတက်ဖို့ကြံတဲ့အတွက်ကြောင့်မို့သူကနေခဲ့တဲ့သဘောမျိုးပါဒါပေမဲ့စိတ်မကောင်းစရာဖြစ်တာကသူ့ရဲ့ဇနီးနဲ့သူ့ရဲ့သမီးတွေစီးသွားတဲ့တင်ဘောဟာအတ္တလန္တိတ်သမုဒ္ဒရာအလယ်မှာအခြားတင်ဘောတစ်စီးနဲ့တိုက်မိပြီးတော့ခင်သားလေးအတွင်းမှာပဲပင်လယ်အောက်တွေကိုနစ်မြုပ်သွားခဲ့ရပါတယ်သူ့ဇနီးတကြီးကပဲလွတ်မြောက်ပြီးတော့ safe alone ဆိုတဲ့စာလေးနဲ့ခြေနှံရိုက်ပို့ခဲ့ပါတယ်သူ့ရဲ့သမီးလေးဦးလုံးကတော့ပင်လယ်ထဲမှာပဲထာဝရအိမ်မော်ကျသွားခဲ့ရပါတယ်ဒီသတင်းကိုကြားချင်းမှာပဲ Spatful ကသူ့ဇနီးစီကိုတင်မော်စီနဲ့လိုက်သွားခဲ့တယ်။လိုက်သွားတဲ့အခါမှာလည်းသူ့ရဲ့တင်ဘော်ဟာသူ့သမီးလေးတေဆုံးခဲ့ရတဲ့အတ္တလန္တိတ်သမုဒ္ဒရာအလယ်ကိုဖြတ်သွားခဲ့ရတယ်။အဲဒီညမှာပဲသူကဝမ်းနဲ့ပူဆွေးမှုတွေနဲ့ပင်လယ်ယုံငေးကြည့်ပြီးတော့သူ့ရဲ့ရင်ထဲမှာလည်းပင်လယ်လိုင်းလုံးတွေလိုပဲနာကျင်မှုတွေခံစားမှုတွေဆိုရင်ခံစားချက်တွေကြောင့်များစွာသူ့နှလုံးသားကိုရိုက်ခတ်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူကအဲ့ဒီစိတ်ပြအားငယ်မှုမှာတွေပဲနှစ်မုံမတော်ပဲနဲ့ဖယားသခင်ကသူ့ကိုအင်းသက်ချင်းဆိုတဲ့အရာကိုပေးခဲ့တယ်လို့သူအနေနဲ့ဆိုခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ Spatful က It is well with my soul ဆိုတဲ့ချင်းကိုရေးသားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတချင်းလေးကဆုံးရှုံးမှုတွေမြောက်များစွာကြားတဲ့ကနေတော့ထွက်ပေါ်ခဲ့အောင်ပွဲခံတဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတချင်းလေးကနေလို့ကျွန်တော်ဒီမှာရှိနေတဲ့ DVD ကိုကြည့်နေတဲ့ရုပ်ကြည့်သူညီကိုမောင်မရောက်ချင်းတန်းခွာပေးရှင်နေကျွန်တော်ဘဝမှာဆုံးရှုံးမှုတွေခက်ခဲခြင်းတွေဆိုတာဒီချပေါက်ကြုံတွေ့ရမှာပါဒါပေမဲ့ထိုဆုံးရှုံးမှုတွေကြားထဲမှာခက်ခဲမှုတွေကြားထဲမှာစိတ်ပြက်အားငယ်ပြီးတော့ထိုနေရာမှာရှုံးဝေးလိုက်ဖို့မဟုတ်ပါဘူးဖယားသခင်ကထိုခက်ခဲခြင်းတွေမှာတင်းနေသူရှိပြီးတော့တင်းထော်မှာငြိမ်သက်ခြင်းတွေပေးခြင်းနဲ့ဖယားသခင်ဖြစ်တယ်ထိုခက်ခဲခြင်းတွေထိုဆုံးရှုံးခြင်းတွေထဲကနေလို့အောင်ပွဲခံတာကိုထွက်ပေါ်စေခြင်းနဲ့ဖယားသခင်ဖြစ်ပါတယ်ဒါကြောင့်မို့တယောက်ချင်းစီတိုင်းခက်ခဲတွေဘလောက်ပဲရှိနေပါစေစိတ်မပြတ်ပဲနဲ့ထိုဘုရားသခင်တန်ခါလာတဲ့ငြိမ်သက်ခြင်းကိုတောင်းပန်ပြီးတော့ခက်ခဲတွေကြားထဲမှာဆုံးရှုံးမှုတွေကြားထဲမှာအောင်ပွဲခံတဲ့ကောင်းဝေးဒီဝိညာဉ်ဖို့ဆိုတဲ့တခြင်းလေးကိုချီးမွမ်းရင်းနဲ့ပဲကျွန်တော်ရဲ့ဝိညာဉ်အတွက်ကောင်းတယ်လို့ဝန်ခံတွိုင်းနေပဲကျွန်တော်နေ့ရက်တိုင်းပေါ်အသက်တော်အကောင်းဆုံးဘုရားခင်နဲ့လီရှောင်းလိုက်ရအောင်လို့ခွာပေးနေပဲဒီဗီဒီယိုအဆုံးသတ်လိုက်ပါတယ်အားလုံးပေါ်ဘုရားသခင်အထူးကောင်းချီးပေးပါစေ